ဗျာဘာလို့ပဲနေပဲဟုတ်ကဲ့ပါဒါလေးအိမ်မဆိုးလေးမနေပြန်ပြီလားဒီမှာကျမတို့ဒါလေးဘာမှမဖြစ်အောင်နော်စိတ်ဆွဲရမှတ်တာတားလည်းဘာမှမဖြစ်ဘူးစိတ်လည်းပူမနေနဲ့စိတ်ပူရတာမရှိတနေ့ကြားရတဲ့နေ့နဲ့အချိန်နေတယ်တခုမှစိတ်ထဲမှာမရှိဘူးကဲပါမင်းပါလေတွေးပူနေလို့မှမရတာကြီးအဲ့ဒါကြောင့်ပြောတာပေါ့ညဆိုရင်တရင်နေပြတ်ပြီကိုပြောဒီပြောကိစ္စတွေမလုပ်ပါနဲ့လို့တွေးတယ်ပူမနေနဲ့အိတ်ဆရာရှိရအိတ်ဘလို့အိတ်တော့ပါမလဲရှင်ကျမတို့ဒါလေးဖေးမသိရမကောင်းမြတ်တာပို့ပေးလိုက်ဟုတ်မယ်ငါ့ဟုတ်ပါဟာတို့ခွဲတိုက်ပွဲဖြစ်နေကြတာတို့ဒီတိုင်းတိုက်ပွဲပြစ်ခံနေရင်တော့အသက်တွေဆုံးရှုံးတော့မှာပဲကြားထဲကမပြေးနိုင်မလို့နိုင်နဲ့ရွာသားတွေပါတေကုန်တော့မှာပဲဟာနင်ကလည်းတိုက်ပွဲဖြစ်တာဒီလောက်တော့ရှိမှာပေါ့ဖြစ်နိုင်အဲ့လူတွေကိုကဲခြင်းတယ်ဘာလဲနင်ကလူတွေကိုကဲရင်နေစိတ်နဲ့နင်ကလည်းတိုက်ပွဲဝင်နေရလားလူတွေကိုကဲဖို့မပြောနဲ့နင်ကဂရုစိုက်အောင်နင်တော့ကဲရင်နင်သိမှာနားလေလားဒါဆိုငါဒီတိုင်းပဲသူတို့အသက်ဆုံးရှုံးတာကိုကြည့်နေရမှာလားငါလောက်ကသူနာပြုလေဒီလောက်ကငါလိုလိုချင်းချင်းရွေးခဲ့တာအခုငါဝါဒနာနဲ့ငါဖြစ်နေကြတယ်လမ်းလွဲနေပြီဘလို့လွဲရလဲငါလူတွေကိုကူညီခြင်းလို့လူတွေရဲ့ဝေဒနာကိုကုသဖို့အခုတော့ငါရှောက်နေတဲ့လမ်းနဲ့ငါကြုံတွေ့နေရတဲ့တဖြည်းဖြည်းလမ်းလွဲနေပြီနင်ရောဘာဖြစ်ချင်ခဲ့တာလဲအခုနင်ကြုံတွေ့နေရတယ်နင်ဖြစ်ချင်တာနဲ့ထပ်တူကြလားကြားလေမတို့ဘွားရဲ့အတိတ်ပဲမဲ့လာတယ်ဒီလားဘာမှမဟုတ်တဲ့ကိစ္စရင်လည်းတက်ကြရဖျက်ကြရအဲ့ဒါတွေကိုငါစိတ်ပြက်လာသလိုညီးဝဲလာသလိုခံစားရတယ်ငါတော်တော်စိတ်ပြက်လာပြီ